နိုင်ပွဲဆက်တာနဲ့ပွဲတောင်းကြမ်းမှုတွေကြောင့်ကမ္ဘာတဝန်း fan face တောင်းတင်းလာတဲ့ဂျိုရှွာဘန်အားလုံးမြင်မင်္ဂလာပါများ Football IQ ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဂျိုရှွာဘန်ကတော့မြန်မာပြည်မှာတင်မကပဲနဲ့ကမ္ဘာတဝန်းပြည်သက်တွေကြားမှာပါအတော်လေးနာမည်ရလာနေပြီဖြစ်ပါတယ်နာမည်ကြီး website တစ်ခုကတင်ထားတဲ့ blog တစ်ခုအရ Bruno Silva နဲ့ပွဲမှာဂျိုရှွာဘန်နိုင်မယ်လို့ထောက်ခံမဲပေးသူကကမ္ဘာတဝန်းထောင်ထဲချီရှိရလို့တောင်မှအချက်လက်တွေရသိရပါတယ်အဲဒါကြောင့်ပဲဂျိုရှွာဘန်အတွက်သူ့ရဲ့ကြိုးစားမှုတွေကအရာထင်လာခဲ့ပြီလို့ပြောရမှာပါဂျိုရှွာဘန်ကတကယ်လဲတော်တော်ကိုကြိုးစားတဲ့ fighter တူပါသူနေထားမှာဆိုရင်တော့ဗန်ကအတော်လေးကိုကောင်းတဲ့တင်းမှာပါဝင်ပါတယ်စတန်ကစားမှာဖြစ်တာကြောင့် striking တပေါင်းနဲ့တင်အတော်လေးအလုပ်ဖြစ်လို့နေတာပါကစားပေါက်ကလည်း UFC မှာချန်ပီယံဖြစ်နိုင်တဲ့အနေအထားမျိုးမြင်နေရပြီးတော့ပါဝါနဲ့မာကုံပိုင်းမှာသာဒီတက်ပို့ပြီးတော့လေ့ကျင့်ပြင်းစင်နိုင်လိမ့်မယ်ဆိုရင်တော့ UFC flyweight တန်ရဲ့ချန်ပီယံဖြစ်ဖို့ထိပါမျှော်လင့်ခွင့်ရရှိမှာဖြစ်ပါတယ်ဟိုတယ်လောကလည်းဗန်အနေနဲ့အောင်လအန်ဆန်နဲ့ပါပူတွဲလေ့ကျင့်မှုတွေရှိထားတာကြောင့်သူအားတန်တဲ့ striking ပိုင်းမှာလည်းအများကြီးတိုးတက်လာမယ်ဆိုတာမျှော်လင့်လို့ရနေပါတယ်နောက်ပြီးတော့အောင်လအန်ဆန်ကလည်းဂျိုရှွာဘန်နဲ့ပတ်သက်ပြီးတော့အားရချီးနှံမှုတွေများစွာရှိထားတဲ့အတွက်ဗန်ဂရိုင်ကလည်းသူ့ရဲ့ idol ဖြစ်သူကအတိမတ်ပြုပေးထားတဲ့အတွက်အတော်လေးပြုံးပြောပြီးတော့ကျေနပ်လို့နေတာပါအဲဒါကြောင့်ပဲဂျိုရှွာဘန်ကတော့မြန်မာ fighter တွေထဲမှာဆိုရင်အောင်လအန်ဆန်လိုမျိုးတစ်ခေတ်ပြန်ထအောင်လုပ်ပေးမဲ့ fighter တူဆိုတာမလွဲမသွေပါဘူးအခုလိုဖြစ်လာတာကလည်းဗန်အနေနဲ့အတော်လေးကိုစိတ်သက်ခံယူချက်ပိုင်းကောင်းမွန်လွန်းတာကြောက်ပါပဲလူငယ်ဆိုပေမဲ့အပျော်ပါထက်ကြိုးစားလေ့ကျင့်ဖို့ပဲအမြဲတစေပြုလုပ်ချင်နေတဲ့အတွက်မြန်မာပြည်သက်တွေရဲ့အမြင်မှာတော့ဗန်က UFC လိုနံပါတ်1ပြိုင်ပွဲမှာတောင်မှအောင်မြင်နိုင်ခြေရာခိုင်နှုန်းများနေရတာဖြစ်ပါတယ်ဒါအတော်လေးကိုအားအကျဉ်းနဲ့ဆရာကောင်းတဲ့အချက်ပါဘာလို့လဲဆိုတော့ One Championship ပွဲမှာတောင်မှမြန်မာ fighter တွေနဲ့နိုင်ပွဲတဲ့ရှုံးပွဲတွေပိုများနေတဲ့အချိန်မျိုးမှာဂျိုရှွာဘန်က UFC လိုနေရာမျိုးမှာနိုင်ပွဲတွေဆက်နေတဲ့အတွက်မြန်မာပြည်သက်တွေအတွက်ကတော့ဂျိုရှွာဘန်တယောက်ထင်းနေတဲ့အတော်လေးဂုဏ်ယူဖို့ကောင်းလွန်နေပါပြီဒါအောင်တည်တဲ့ဂျိုရှွာဘန်ကလည်းတပွဲတက်တပွဲပိုပြီးကောင်းလာအောင်လို့ကြိုးစားပြနေတာပါနောက်ပြီးသူတို့ကတော့ Charles Johnson နဲ့တပွဲရှုံးသွားတာကအတော်လေးကောင်းသွားတယ်လို့ပြောရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဂျိုရှွာဘန်အနေနဲ့အဲဒီရှုံးပွဲကနေလိုအပ်ချက်တွေတင်ယူနိုင်ခဲ့တာကြောင့်ပါအဲဒီပွဲပြီးတာနဲ့ဂျိုရှွာဘန်ကဇက်တိုက်ကိုနိုင်တော့တာဖြစ်ပါတယ်နောက်ပြီးတော့ပွဲတောင်ကျန်းတာကလည်းအခုချိန်မှာဂျိုရှွာဘန်အနေနဲ့အမှတ်သားတစ်ခုလိုတောင်မှဖြစ်လာလို့နေပါတယ်နောက်ပြီးတော့ UFC အဖွဲ့အစည်းကြီးကိုယ်တိုင်ကလည်းဂျိုရှွာဘန်နဲ့ပတ်သက်ပြီးအတော်လေးကိုအလေးပေးပြီးတော့ဆက်ဆံထားတာတွေ့ရပါတယ်။ပွဲတောင်းရင်တောင်းတဲ့အတိုင်း UFC ကပေးပါတယ်။အဲဒါကြောင့်ဂျိုရှွာဘန်အနေနဲ့လက်ရှိမှာအတော်လေးကိုပွဲဆက်များလို့လာနေပါတယ်။2 လကြာ3 လကြာတခါပွဲတွေထိုးနေရတာကတကယ်ကိုအတော်လေးမိုက်ပါတယ်။ပွဲထူတာများလေအတွေ့အကြုံပိုများလေပါပြီ။နောက်ပြီးတော့ပိုက်ဆန်လေးပိုရလေဖြစ်ပါတယ်။အဲလိုဆိုရင်ဂျိုရှွာဘန်ရဲ့အိမ်မက်တွေကလည်းဖြစ်လာဖို့အတော်လေးကိုနီးစပ်လို့လာနေပါတယ်။ဂျိုရှွာဘန်ရဲ့အိမ်မက်တွေကတော့အတော်လေးကိုရိုးရှင်းပါတယ်။မိခင်ဖြစ်သူကိုအိမ်ကြီးအိမ်ကောင်းနဲ့ထားခြင်းနဲ့ထိုးကြီးတွေအများကြီးရပြီးတော့ကဘာကျော်ဖိုက်တာကြီးဖြစ်ခြင်းနဲ့ဒါပါပြီ။အိမ်မက်တွေကတကယ်ကိုဖြူစင်လွန်းပါတယ်ခံယူချက်တွေကမြန်မာလွန်ပါတယ်အဲဒါကြောင့်လည်းမြန်မာပြည်သက်တွေအနေနဲ့အခုလက်ရှိမှာဂျိုရှွာဘန်ပေါ်ပို့ပြီးတော့ထောက်ခံလာနေကြတာဖြစ်ပါတယ်တကယ်ကိုအားရစရာကောင်းပြီးတော့မြန်မာပြည်သူတွေဂုဏ်ယူရအောင်လို့ပြုလုပ်ပေးနေတဲ့လေးစားစရာ fighter တူပါပြီဒီလိုချက်တွေကြောင့်ပဲလာမယ့် Bruno Silva နဲ့ပွဲမှာခက်ခဲမယ်ဆိုတာသိပေမဲ့မြန်မာပြည်သက်တွေရောကမ္ဘာတဝန်းကပြည်သက်တွေကပါဂျိုရှွာဘန်နဲ့ပွဲနိုင်မယ်ဆိုပြီးတတိကျခံမှန်းလာကြတာပါအဲဒါကြောင့်ပဲစိုးရင်စရာတော့မရှိတော့ပါဘူးနောက်ပြီးတော့အခုကလေးကနောက်ထပ်အနိုင်သေးကြမဲ့ပွဲတစ်ပွဲကိုဆက်ပြီးတော့မျှော်လင့်ထားလို့ရပါတယ်အဓိကတော့ flyweight တန်းမှာအဆင့်တက်ဖို့ပဲစောင့်ကြည့်သွားရမှာပါအဆင့်တက်လာလေးကပတ်လူခွင့်ရဖို့အခွင့်အလမ်းများလာလေးဖြစ်ပါတယ်အလိုတွေဖြစ်လာဖို့ဆိုရင်တော့နိုင်ပွဲတွေဆက်ဖို့ပဲလိုပါတယ်ဗန်ရဲ့အခုလိုကြိုးစားမှုပုံစံမျိုးတွေနဲ့ဆိုရင်တော့နိုင်ပွဲတွေဆက်ဖို့ဆိုတာမျှော်လင့်ထားလို့ရပါတယ်ပရိသတ်ရဲ့တခဲနဲ့အားပြမှုတွေပါရင်တော့ပိုလို့တောင်အောင်မြင်ပါအောင်မယ်အဲဒါကြောင့်ဘန်ကူရိုင်ကတကယ်ကိုကြမ်းပြဖို့ပဲလိုပါတော့တယ်ပရိသတ်ကလည်းကမ္ဘာအထင်ကြီးဖြစ်လာမဲ့မြန်မာပြည်ပွား fighter တအုပ်ကိုတခဲနဲ့အားပေးကြဖို့သာလိုအပ်ပါတော့တယ်တကယ်နဲ့အားပေးနေတဲ့အရေးအယောင်တွေကိုတော့မြင်နေရပါပြီအဲဒါကြောင့်ပဲအဲဒီအရာလေးကိုပဲဆက်လက်ထိန်းပေးကြပါလို့ပဲတောင်းဆိုခြင်းပါတယ်ပရိသတ်ကြီးတို့အနေနဲ့လည်းသုံးသပ်ဝေဖန်ပေးသွားကြပါဦးမြအားလုံးကိုကျေးဇူးတင်ပါတယ်